ထွက်လုံနေရပဲလုံရင်းနဲ့ကိုလုံနေလောက်မဖြစ်လာဘူးကိုလိုချင်လောက်ရလက်တွေမရလာဘူးအဲ့ဒီခါမှာစိတ်တက်တွေကြတယ်လမ်းပြောက်တတ်တယ်ပေါ့နော်လမ်းပြောက်လာပြီဆိုလို့ရှိရင်စိတ်မညစ်နဲ့လမ်းပြောက်နေတဲ့လူတယောက်ဟာလမ်းသစ်ရှာနေတာလမ်းသစ်ရှာတဲ့လူတွေမှာပဲလမ်းပြောက်တယ်ဆိုတော့ဖြစ်ရကဖြစ်တာပေါ့နော်အဲ့လိုကိုလမ်းပြောက်နေပြီလို့ခံစားရတဲ့ခါကျရင်ငါဘယ်လိုလုပ်ရင်ကောင်းမလဲငါဘယ်လမ်းကနေသွားရင်ကောင်းမလဲဘယ်နည်းလမ်းကိုသုံးရင်ကောင်းမလဲဆိုတော့လမ်းအသစ်တွေအများကြီးကိုယ့်စီမှာငါထွက်လာလိမ့်မယ်အဲ့တော့ကိုကလမ်းပြောက်ပြီဆိုရင်လမ်းသစ်ကိုရှာရင်လည်းကိုနဲ့အသင့်တော်ဆုံးကိုနဲ့အကိုက်ညီဆုံးအလုပ်တစ်ခုထပ်တွေးလိုက်မယ်ပေါ့နော်ကိုပုံမှန်သုံးနေကြဒီနည်းလမ်းတွေကမဖြစ်လာတော့ကိုပုံမှန်လုပ်နေတဲ့အလုပ်တွေကမဖြစ်လာတော့ခါဆိုတဲ့အခါမှာကိုအမျိုးမျိုးတွေပြောင်းလို့ရတဲ့အခါရှိတယ်ပုံမှန်ကကို post လေးတင်ရုံနဲ့ဈေးရောက်နေရတယ်ဒါပေမဲ့အခုချိန်မှာဆိုရင် post တင်ရုံနဲ့ဈေးမရောက်ရအောင်အဲ့တော့ကိုဗီဒီယိုရိုက်ရတော့မယ်ဗီဒီယိုရိုက်မှဈေးရောက်ရမယ်အဲ့ဗီဒီယိုမှာတောင်မှကိုယ့်ရဲ့ဗီဒီယိုတွေကပုံမှန်သမယုကျဗီဒီယိုတွေဖြစ်နေလူတွေစိတ်ဝင်စားအောင်လူတွေစိတ်ဝင်စားမှုရအောင်လို့ quality ရှိတဲ့ဗီဒီယိုတွေဖန်တီးရတော့မယ်အဲ့တော့လမ်းပြောက်တဲ့လူကလမ်းအသစ်ကိုရှာရင်နဲ့နီးလန်းအသစ်တွေတနေ့ချက်တနေ့ပိုကောင်းတဲ့နီးလန်းတွေအများကြီးကိုတွေ့လာလိမ့်မယ်အဲ့တော့ကိုလုံနေရင်လည်းစိတ်တက်တွေကျလာတယ်လှုပ်တလောက်မဖြစ်လာအောင်လမ်းပြောက်သွားတယ်ဆိုလို့ရှိရင်လမ်းပြောက်တဲ့သူတွေကမှသာလေလမ်းသစ်ကိုရှာဖွေတွေ့ရှိတာအဲ့တော့လမ်းပြောက်နေရဆိုတဲ့အခါမျိုးမှာစိတ်တက်မကြပဲနဲ့ကိုလုံစရာရှိတာကိုလုံတင်တာကိုဒီဇိုင်းမတ်နဲ့စက်တိုက်ပုံမှန်လုပ်မယ်လုံနေရင်လည်းကိုလမ်းသစ်တွေကိုရှာဖွေတွေ့ရှိလိမ့်မယ်လို့ကြားတော့